ဒီနေ့ကတော့ကျွန်တော်ကြောက်ပကြီးကကြီးရဲ့လမ်းညွှန်လေးတင်ပေးမလို့ပေါ့နော်ဘယ်နေရာလေးလဲဆိုတော့ကျွန်တော်တို့ဒီကြက်ခမီသွားတဲ့အဝိုင်းပေါ့နော်ဆက်ဆက်အဝိုင်းရောက်ပြီဆိုရင်ကျွန်တော်ကြက်ခမီသွားတယ်ပဲတက်တက်သွားမှာနော်တက်တက်သွားပြီကျွန်တော်မိနစ်20ဝန်းကျင်လောက်မှမှုဆိုတော့လမ်းရဲ့ပဲချမ်းမဒီမှာကြောက်ပကြီးကကြီးဆိုတဲ့ဆိုင်မလို့တွေ့ပါမယ်နော်အဲ့ဒီဆိုင်မလေးတက်တက်ကျွန်တော်ဆက်သွားမှာနော်ဒီဆိုင်မလေးရမှာရေးထားပါလိမ့်မယ်ကျွန်တော်7မိနစ်လောက်မှာမယ်ဆိုတော့နော်ဒါပေမဲ့လမ်းတော့လူလေးတော့နည်းနည်းပြတ်ပါတယ်ပေါ့နော်အဲ့ဒီလမ်းလေးတိုင်းကျွန်တော်တက်သွားပြီဆိုတော့ဒီ7မိနစ်မှမှုဆိုတော့ဒီလမ်းကွာတွေတွေ့ပါနော်လမ်းကွာတွေ့ပြီဆိုတော့ကျွန်တော်ညာဘက်ကိုချိုးလိုက်မယ်ညာဘက်ကိုချိုးပြီးတော့ထိတ်နာမှာနောက်ဆိုင်မှုချိုးခုထတွေ့ပါနော်ဘယ်ဘက်ချက်မှာတွေ့ပြီဆိုတော့ကျွန်တော်တို့အဲ့လမ်းတက်ကျွန်တော်တို့ဆက်သွားရပါဦးမို့ပေါ့နော်ကျွန်တော်တို့အဲ့လမ်းတက်ကျွန်တော်တက်ဆက်သွားပြီဆိုတော့နောက်လမ်းကွယ်တစ်ခုပေါ့နော်ငါမလည်းမလမ်းကွယ်တစ်ခုတွေ့ရင်တော့ဒီလမ်းလေးပေါ့နော်ကွယ်သွားပြီဆိုတော့ကျွန်တော်တို့တွားခြင်းနဲ့ဒီကြောက်ပကြီးကန်းကြီးကိုရောက်ပါပြီပေါ့နော်ဒီကြောက်ပကြီးကန်းကြီးရောက်ပြီဆိုတော့သူကတော့ပိုင်ရှင်ရှိတဲ့ကန်းကြီးတစ်ခုဖြစ်တဲ့တော့ပေါ့နော်ဒီ cycle ဆိုတော့1500ပေးရပါတယ်နောက်ကားဆိုရင်တော့2000ပေးရတယ်ပေါ့နော်နောက်ရှိပါတဲ့စားတော့ဆိုင်ဒီဇိုင်းလေးလည်းရှိပါတယ်နောက်ဒီ toilet တို့နောက်ဒီအဝတ်လေကန်တို့လည်းရှိပါတယ်ပေါ့နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါ vlog ပိုင်းနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါနော်ကျွန်တော်အခုရောက်နေနေရတော့ဒါကျွန်တော်တို့တမ်ပြူ sorry ကျွန်တော်တို့ဆက်ဆဲရနေပေါ့နော်ဆက်ဆဲနဲ့ကြက်ခမီကြားထဲမှာရှိကြောက်ပကြီးကန်းကြီးဆိုရဲအရန်လှတဲ့နေရာလေးပေါ့နော်ဒီမှာပါဒီမှာကျတော့ပေါ့နော်ဒီလိုမျိုး station တွေဘာတွေညာတွေလည်းရှိတယ်ပေါ့နော်နောက်ပြီးဒီမှာကျတော့ဒီကြောက်ပကြီးကန်းကြီးဆိုတဲ့အတိုင်းသူကဒီကြောက်တဲ့ပကြီးကားလို့ဖြစ်နေပေါ့နော်တကြောလုံးဒီကနေဟိုးဒီတကြောလုံးရှိရပြီးကျွန်တော်လိုက်ရပြပေါ့နော်နောက်တစ်ခုကဒီမှာကဘာလို့ရတယ်လဲဆိုရင်တော့ပေါ့နော်ဒီ music video ရိုက်တာတို့နော်နောက်ကြော်ညာတို့နောက်ဒီ pre-wedding တော့လောက်ချင်နေဆိုရင်လည်းသူကအခါကြီးဝင်နေလက်ခံပြီးပေါ့နော်ဘာလို့ဒီကြောက်ပကြီးကန်းကြီးကဟိုတဘာဝကန်းကြီးတော့တဘာဝကန်းကြီးဒါပေမဲ့ပိုင်ရှင်ရှိတဲ့ကန်းကြီးဆိုတော့နော်ဒီဝင်လာတာနဲ့ဒီအရှိမဆိုင်ရှိပေါ့နော်သူတို့မှမီးမြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကဲကျွန်တော်အောက်ဆက်တော့ကြည့်အောင်နော်ဘလောက်လာဆိုဟေးဟိုမှာပါကဲကျွန်တော်ဘောရလာပါနော်နိုးနေတယ်အေးကျွန်တော်ရဲ့အပေါင်းတင်ဟိုတော့ပါကျွန်တော်ရဲ့ချစ်ရတော့အပေါင်းတင်ပေါ်လာတယ်ပေါ့နော်ဒါတွေကကတဲ့မလားပေါ့ဝိုင်းသူကေပါရတော်တော်လေးဒါတော့ကျွန်တော်တို့နောက်တစ်နေရာတော့ပေါ့နော်ဒီကြပကြီးကန်းကြီးမှာပဲကျွန်တော်အခုနောက်ဟိုဘက်ကနေကျွန်တော်တွားတာဒီဘက်ကနေဒီအပေါ်ဘက်ကိုပြန်တက်လာမယ်ဆိုရင်တော့ပေါ့နော်အောက်တကြုံလုံးမြင်ရတဲ့နေရာလေးရှိတယ်ပေါ့နော်မျိုးမယ်နော်ဟေးမျိုးကုန်ဟေးဟေးပကြီးကန်းကြီးရဲ့အဓိကနေရာပေါ့နော်အဲဒီလိုမျိုးလေးရှိတယ်အပေါ်မှာဘာလဲဆက်ထားမရဘူးကျွန်တော်ကြည့်အောင်လူရှိပါနော်လက်တွေ့ထိုင်အောင်လားလက်တွေ့လားတကယ်ရိုက်တယ်တော့မရမသေးတကယ်ရောက်ရမသေးတကယ်ရိုက်တယ်ဒီကပါကြပါဘယ်မှာအေးရလဲโอ้ရဟိုအားအောင်ပါဘယ်မှာအေးရလဲဘယ်လိုလဲတော့ပါပြီမလားလာလိုက်တောင်းတိုင်းရှိဘယ်မကြည့်အောင်ကြတော့ပေါက်တက်ချက်ပေါ်ပါချင်ရှိတယ်အဲ့ဆိုတော့မူတဲ့ကြိုက်ပြဒီမလုံးကတော့လို့ပြဖို့ဒီတဲ့ဟိုလုံးကြိုက်ရဲဝင်လာပြီဟုတ်လားရဲဝင်ပေါ့အားဒီအပွေစိတ်ရောက်ဆိုတော့ကတော့ကြတယ်ဟုတ်ပါဟုတ်ပါနဲ့ဒီကားဘောအေးကြိုက်အဲ့လာပါအောင်ပါပါဘယ်လို